မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကဘာတဝမ်းမှာအရန်ကိုနာမည်ကြီးနေတဲ့ Soul Leveling ရဲ့နောက်ွယ်ကဖန်တီးရှင်တွေအကြောင်းကိုပြောပြပေးသွားမှာပါ Soul Leveling ဆိုတာတကယ်တော့ Wood Novel အနေနဲ့2016ခုနှစ်ဇူလိုင်လ25ရက်နေ့မှာစတင်ခဲ့တာဖြစ်ပါတယ်ဒီမူရင်းဇာတ်လမ်းကိုခန်တီးခဲ့သူကတော့စာရေးဆရာချက်ကွန်ပဲဖြစ်ပါတယ်သူက Keka Page platform မှာစတင်ထုတ်ဝေခဲ့တာပါနောက်ပိုင်းမှာတော့ပရိသတ်တွေပိုပြီးသတိထားမိလာစေတဲ့ဝတ္ထုအဖြစ်2018ခုနှစ်မတ်လ4ရက်နေ့မှာပြောင်းလဲဖန်တီးခဲ့ပါတယ်။ဒီဝတ္ထုရဲ့အလန်းစားပကြီးကားတွေကိုတော့ Redite Studio ကအမှုပညာရှင် W လူသိများတဲ့ James Sangwell ကရေးဆွဲခဲ့တာပါ။ဝန်နဲ့စရာကောင်းတာကတော့ဆရာတူဘူးဟာ2022ခုနှစ်မှာကွယ်လွန်သွားခဲ့ပေမဲ့သူ့ရဲ့လက်ရာတွေကတော့ကဘာကျော်နေသေးပါပဲ။လူအများစောင့်မျှော်နေတဲ့ anime ဘာရှင်းကိုတော့ The Picture Studio က2024ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာစတင်ပြသခဲ့ပါတယ်။ဒီအလံကိုတော့ Director Shansuke Nakashite ကရိုက်ကူးပြီးဂီတပိုင်းကိုတော့နာမည်ကြီး Hiroyuki Sono ကတာဝန်ယူခဲ့ပါတယ်။ဇက်ကောင်ဆောင်ကျင်းငူရဲ့အားနဲ့သူဘဝကနေအင်အားကြီးဆုံးမှုဆိုဖြစ်လာတဲ့အထိအဆင့်ဆင့်ပြောင်းလဲမှုကိုအကောင်းဆုံးဖော်ပြနိုင်ခဲ့ပါတယ်။အောင်မြင်မှုတွေကြောင့်2025ခုနှစ်ဇန်နဝါရီလမှာဒုတိယတွဲဖြစ်တဲ့ Arise from the Shadow ကိုလည်းဆက်လက်ပြသခဲ့ပါတယ်။ယနေ့အချိန်မှာတော့ Soul Leveling ဟာကဘာတဝမ်းမှာကြီးစုသူဘီလီယံနဲ့ချီရှိတဲ့အထိအောင်မြင်နေပြီဖြစ်ပါတယ်။တိုက်ခိုက်မှုအခန်းတွေနဲ့စိတ်လှုပ်ရှားစရာဇလန်းသွားတွေကပရိသတ်တွေကိုအမြဲဆွဲဆောင်ထားတာပါ။အရေးအသွေးမြင့်မားတဲ့ animation တွေကြောင့်လည်းဒီကားဟာလူကြိုက်များရခြင်းဖြစ်ပါတယ်။ဒါထဲမကသေးပဲ Soul Leveling RS ဆိုတဲ့ game အပြင် sequel ဖြစ်တဲ့ Ragnarok ကိုလည်းထုတ်ဝေထားပါသေးတယ်။အနှစ်ချုပ်ရရင်တော့ Chiogon ရဲ့ Zalanda ဘူးရဲ့ပကြီးနဲ့ The Pictures ရဲ့ animation တွေပေါက်ဆက်ပြီးဒီလက်ရမုံကြီးပေါ်ထွက်လာတာပါ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်စိတ်ဝင်စားစရာတွေသိချင်ရင်တော့မေးခဲ့လို့ရပါတယ်နော်။